ကဲပါကျွန်တော်ဒါဆိုလို့ရှိရင်ဒီနေ့မှာတော့ day 8ရဲ့ grammar ၅လုံးကိုကြည့်ပါမယ်ပထမဆုံးစလုံးကတော့တဲ့ခုတဲ့သူမြန်မာလို့ဆိုရင်တော့တခုခုကိုသူများကလှုပ်ပေးမယ်လှုပ်ပေးတယ်ဆိုတဲ့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့တငယ်ချင်းကအိမ်စာတွေကိုကူလှုပ်ပေးခဲ့တယ်အမေကကိတ်မုတ်ဖုတ်ပေးခဲ့ပေါ့နော်ကိတ်မုတ်ပြုလုပ်ပေးခဲ့တယ်ဆိုပြီးတော့အစားရှိတဲ့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်အသုံးပြုနည်းကိုကြည့်မယ်ဆိုရင်တော့သူ့အသုံးပြုမယ်ဆိုရင်အရင်ဆုံးကရိယာတွေကိုတဲ့ပုံစံပြောင်းရပါမယ်တဲ့ပုံစံပြောင်းလို့ရှိရင်တော့နောက်မှာခုရဲတူကိုထည့်ပြီးအသုံးပြုရပါပြီဥပမာဝကြိုက်တယ်ကျွန်တော်ဆက်ပြီးကြည့်အောင်ပါမဆရာပထမအကြောင်းကတော့တိုမိုဒါချီကရှုခုဒိုင်ကိုတက်စတက်တဲ့ခုရဲမှာစတာမြန်မာလိုဆိုရင်တော့တငယ်ချင်းကအိမ်စာတွေကိုကူလုပ်ပေးခဲ့ပါတယ်ဆိုပြီးတိတ်ပဲရပါတယ်ဒီနေရာမှာဆိုလို့ရှိရင်တော့တငယ်ချင်းပေါ့နော်တယောက်ယောက်ကကိုယ့်ကိုကူပြီးလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ပေးတယ်ဆိုတော့ဒီတက်ခုရဲတူပေါ့နော်ခုရဲတူကိုအသုံးပြုထားတာကိုတွေ့ရပါတယ်ဒီနေရာမှာအသုံးပြုထားဆိုရင်တော့တက်စတာဥဆိုတဲ့ကူလုပ်ပေးတယ်ဆိုတဲ့ကရိယာကိုတော့တဲ့ပုံစံပြောင်းလိုက်ပါတယ်နောက်မှာတော့ခုရဲတူကိုထည့်ပြီးတော့ဒီနေရာမှာအတိတ်ပုံစံကူလုပ်ပေးခဲ့တယ်ဆိုပြီးအတိတ်ပုံစံပြောချင်တဲ့အတွက်ကြောင့်ခုရဲ master ဆိုပြီးတော့ဒါဒီလိုမျိုးအသုံးထားတာကိုတွေ့ရပါတယ်နောက်ကြောင်းကြည့်မယ်ဆိုလို့ရှိရင်တော့ဟာဟာကケーキを作ってくれましたအမေကကိတ်မုံပြုလုပ်ပေးခဲ့ပါတယ်ဆိုပြီးတော့အတိတ်ပဲရပါတယ်ဒီညမှာဆိုရင်လည်းအမေကကိုယ်ပြုလုပ်ပေးတဲ့ပုံစံနဲ့ပြောချင်တဲ့အတွက်ကြောင့်မလို့တက်ခုရဲ master ကိုသုံးထားပါတယ်ဒီညမှာတော့ကရိယာဖြစ်တဲ့ skuru ဆိုတဲ့ပြုလုပ်တဲ့ဆိုတဲ့ကရိယာကိုအရင်ဆုံးတဲ့ပုံနဲ့ဖြစ်တဲ့ skutte ဆိုပြီးပြောင်းလိုက်ပါတယ်ပြောင်းပြီးတဲ့နောက်မှာတော့နောက်မှာခုရဲ master ကိုထည့်ပြီးတော့ skutte ခုရဲ master ပြုလုပ်ပေးခဲ့ပါတယ်ဆိုပြီးတော့လင်းပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်နောက်တစ်လုံးကြည့်မယ်ဆိုရင်တော့တစ်လုံးကတော့တဲ့အာဂဲရုဒါလည်းလုတ်ပေးတယ်ဆိုတော့အဓိပ္ပာယ်ရတဲ့စကားလုံးဖြစ်ပါတယ်ဒါပေမဲ့ဒီတဲ့အာဂဲရုကတော့သူများကလုတ်ပေးတာမဟုတ်ဘဲနဲ့ကိုကသူများကိုလုတ်ပေးတဲ့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့ကျွန်တော်ကတငယ်ချင်းကိုစားအုပ်ငါးပေးခဲ့တယ်နောက်ပြီးတော့ကျွန်တော်ကဒီပြဿနာတွေကိုရှင်းပြပေးပါမယ်ကိုကလုတ်ပေးမယ်ဆိုပြီးတော့ဒီလိုမျိုးအစားရှိတဲ့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်အသုံးပြုနည်းကတော့ရှေ့ကစကားလုံးနဲ့အတူတူပါပဲကရိယာနဲ့တွဲသုံးပါမယ်အရင်ဆုံးကရိယာတွေကိုတဲ့ပုံစံပြောင်းရပါမယ်ပြောင်းပြီးရင်နောက်မှာအာဂဲရူကိုထည့်ပြီးတော့သုံးရင်ရပါပြီဥပမာဝါကျကျွန်တော်ဆက်ပြီးကြည့်ပါမယ်ဥပမာဝါကျပထမအကြောင်းကတော့ဝါတာချီဝတိုမိုဒါချီနီဟွန်ကိုခတ်စတေအာဂေမစတာမြန်မာလိုဆိုရင်တော့ကျွန်တော်ကတငယ်ချင်းကိုစားအောင်ငါပေးခဲ့ပါတယ်ဆိုပြီးတိတ်ပဲရပါတယ်ဒီနေရာမှာဆိုရင်တော့ငားတဲ့လူကကျွန်တော်ဖြစ်တာကြောင့်မလို့ကျွန်တော်ကတငယ်ချင်းကိုငားပေးတာမလို့အာဂဲရူအာဂေမစတာကိုသုံးပြထားတွေ့ရပါတယ်သုံးပြတဲ့အတွက်အရင်ဆုံးကရိယာဖြစ်တဲ့ခါစုငားတယ်ဆိုတဲ့ကရိယာကိုတဲ့ပုံစံဖြစ်တဲ့ cashte ဆိုပြီးအရင်ဆုံးပြောင်းလိုက်ပါတယ်အဲ့နောက်မှာတော့အတိတ်ပုံစံလုပ်ပေးခဲ့တယ်ဆိုတာပြောင်းနေကြမလို့ age master cashte age master ငားပေးခဲ့ပါတယ်ဆိုပြီးလိုမျိုးအသုံးပြုတာကိုတွေ့ရပါတယ်နောက်တစ်ကြောင်းကိုကြည့်မယ်ဆိုရင်တော့ watashi wa sono mondai o sesume shite agemasu မှလို့ဆိုရင်တော့ကျွန်တော်ကအဲ့ပြဿနာကိုရှင်းပြပေးပါမယ်ဆိုပြီးတော့အဓိပ္ပာယ်ရတဲ့စကားလုံးဖြစ်ပါတယ်ဒီနေရာမှာဆိုရင်လည်း sesume suru ဆိုတဲ့ကရိယာကိုအရင်ဆုံးတဲ့ပုံစံပြန်ပြီး sesume shite ဆိုပြီးတော့တဲ့ပုံစံပြန်လိုက်ပါတယ်အဲ့နောက်မှာတော့ ageru ကိုထည့်ပြီးတော့ sesume shite agemasu ကျွန်တော်ကလုပ်ပြီးမှဖြစ်တဲ့ကြောင့်မလို့ဒီ ageru နဲ့တွဲပြီးတော့ sesume shite agemasu ရှင်းပြပေးပါမယ်ဆိုပြီးတော့ဒီပုံစံနဲ့အသုံးပြုထားတဲ့စကားလုံးပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့တဲမိုရာကိုလှုပ်ပေးတာကိုလက်ခံရရှိခဲ့ပါတယ်ဆိုတဲ့စကားလုံးဖြစ်ပါတယ်ဒီရှေ့မှာလည်းဒီနိုပုံစံနဲ့ပေါ့နော်တူတဲ့စကားလုံးကိုတင်ခဲ့ရမယ်လို့ထင်ခဲ့ရလေးလာခဲ့ရမယ်လို့ကျွန်တော်ထင်ပါတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာအသုံးပြုတဲ့စကားလုံးတော့အကျိုးရှိရှိနဲ့ကိုကသူများစီကနေလက်ခံရရှိတဲ့ပုံစံနဲ့အသုံးပြုတဲ့နေရာမှာဒီစကားလုံးအသုံးပြုပါတယ်ဥပမာပြောမယ်ဆိုရင်တော့ကျွန်တော်ကဆရာစီကနေအဘိဓာန် dictionary ရောပေါ့နော် dictionary အဘိဓာန်ကိုရရှိခဲ့ပါတယ်ဒါကဆရာနဲ့အကျိုးရှိရှိနဲ့ရရှိခဲ့တာမလို့ဒီလိုမျိုးပုံစံနဲ့အသုံးပြုပါတယ်နောက်တစ်ခုကတော့အဖေစီကနေနိုင်ဝယ်ပေးတာကိုလက်ခံရရှိခဲ့ပါတယ်ဒီနေရာမှာလည်းအကျိုးရှိရှိနဲ့ရရှိခဲ့တာဆိုပြီးပြောချင်တဲ့အတွက်ကြောင့်မလို့ဒီစကားလုံးကိုအသုံးပြုထားပါတယ်သူ့ကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့နှစ်မျိုးသုံးလို့ရပါတယ်ပထမတစ်မျိုးကဒီမိုရာဥကိုကရိယာပုံစံနဲ့ပေါ့နော်သုံးပြီးတော့ရှေ့မှာနံတစ်ခုထည့်နောက်တစ်ခုထည့်ပေါ့နော်အဲ့နောက်ကိုကျွန်တော်ရရှိခဲ့ပါတယ်ဆိုကရိယာပုံစံနဲ့အသုံးပြုတဲ့အနေနဲ့ဒီတိုင်းထည့်ပြီးသုံးလို့ရတဲ့ပုံစံရှိတယ်နောက်တစ်ခုကကရိယာတစ်ခုခုနဲ့တွဲပြီးတော့သုံးမယ်ကရိယာတစ်ခုနဲ့တွဲပြီးသုံးမယ်ဆိုလို့ရှိရင်တော့အဲ့ကရိယာကိုအရင်ဆုံးတဲ့ပုံစံပြောင်းမယ်ပြီးမှမိုရာဥကိုထည့်ပြီးတော့သုံးပြရမယ်ဒီသုံးပြနေရတော့ရှေ့ပိုင်းမှာပေါ့နော်ဒါလေးလာခဲ့ရပြီတယ်လို့ထင်ပါတယ်ကျွန်တော်ဥမာဝါကြတွေကိုကြည့်ရင်တော့ပို့ပြီးနားလည်မယ်လို့ထင်ပါတယ်ဥပမာစာပထမအကြောင်းကတော့ဝါတာရှိဝဆန်စေနီဂျီရှိုကိုမိုဒါရီမစတာမြန်မာလို့ဆိုရင်တော့ကျွန်တော်ကဆရာစီကနေ dictionary အဘိဓာန်ကိုရရှိခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီညမှာဆိုရင်တော့ဒါမိုရာကိုရရှိတယ်ဆိုတဲ့
ကရိယာကိုကရိယာအနေနဲ့ပဲတစ်ခါတွဲသုံးထားတာကိုတွေ့ရပါတယ်တွဲသုံးတာမဟုတ်တုံးထားကိုတွေ့ရပါတယ်ဒါကြောင့်မလို့ရှေ့မှာ G short dictionary ဆိုတဲ့ noun ပါမယ်ပြီးတော့ wo အဘိဓာန်ကို dictionary ကို Morai Master ရရှိခဲ့ပါတယ်ဆိုပြီးတော့အသုံးပြုထားတာကိုတွေ့ရပါတယ်နောက်တစ်ကြောင်းကတော့ Chichi ni toke wo katte Morai Master မြန်မာလို့ဆိုရင်တော့အဖေးစီနိုင်ဝယ်ပြီးတာကိုလက်ခံရရှိခဲ့ပါတယ်ဆိုပြီးတော့အဲ့ဒီမျိုးထိပ်ပင်နဲ့သုံးတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်လည်းဝယ်ပြီးတော့လက်ခံရရှိတယ်ဆိုပြီးကရိယာနဲ့တွဲသုံးနေတဲ့အတွက်ကြောင့်မလို့ခါဥဆိုတဲ့ကရိယာကိုအရင်ဆုံးတဲ form ဖြစ်တဲ့ cut တဲဆိုပြီးပြောင်းနေပါတယ်ပြီးတော့မှ cut တဲ Morai Master ဝယ်ပြီးတာကိုရရှိခဲ့ပါတယ်ဆိုပြီးတော့အဲ့လိုမျိုးအသုံးအနေနဲ့သုံးရတဲ့စကားလုံးပဲဖြစ်ပါတယ်နောက်စလုံးတစ်လုံးကတော့နီစုရုမြန်မာလို့ဆိုရင်တော့ဒီတစ်ခုခုကိုလုံးမယ်ဆိုပြီးတော့ဒီလိုပုံစံနဲ့အသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်တော့တောက်ဆရာတောက်မယ်ဆိုရင်တော့ coffee ပဲတောက်မယ်တခြားဘာမှမတောက် coffee ပဲချလိုက်တော့မယ်ဆိုပြီးတော့ဒီလိုမျိုးဒီယာပဲလုံးမယ်ဆိုပြီးတော့เนาะဒီဆုံးဖြတ်တဲ့အသုံးနဲ့သုံးတဲ့တုံးဖြစ်ပါတယ်နောက်တစ်ခုကတော့နေ့လည်စာစားမယ်ဆိုနေ့လည်စာထမင်းကတော့ဂျပန်ဟင်းနဲ့ထမင်းကိုပဲစားရမယ်တခြားဘာမှမစားဘူးဆိုပြီးဒီဟာကိုပဲလုံးမယ်ဆိုပြီးတော့ဆုံးဖြတ်တဲ့ပုံစံတွေပေါ့နော်အသုံးပြုတဲ့စကားလုံးမှဖြစ်ပါတယ်သူ့ကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ဒီနီးစုရုရဲ့အရှိမ noun ကိုထည့်ပြီးတော့အသုံးပြုရပါမယ်ဥပမာဝကြတဲ့ကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ပိုရှင်းမယ်လို့ထင်ပါတယ်ဥပမာစာကြောင့်ပထမကြောင့်ကတော့ nomi mono wa kohi ni shimasu မြန်မာလို့ဆိုရင်တော့တောက်ဆရာ coffee ပဲတောက်ပါမယ်ဆိုပြီးတော့ coffee ပဲတောက်မယ်ဆိုပြီးဆုံးဖြတ်တဲ့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်ဒီနေရာမှာ ni suru ni shimasu ရဲ့အရှိမကိုဟီဆိုတဲ့ noun ကိုပဲထည့်ပြီးတော့အသုံးပြုထားတာကိုတွေ့ရပါတယ်။နောက်တစ်ကြောင်းကြည့်မယ်ဆိုရင်တော့ Hiru Gohan wa Kari ni shimashita နေ့လည်စာထမင်းကတော့ဂျပန်ထမင်းနဲ့ဟင်းနဲ့ပဲစားခဲ့ပါတယ်ဆိုပြီးတော့ဒီလိုမျိုးနေ့လည်စာစားတာတွေကာရီကိုပဲလုပ်ခဲ့တယ်ပေါ့နော်ကာရီကိုပဲစားခဲ့တယ်ဆိုပြီးဒီဆုံးဖြတ်တဲ့ပုံစံနဲ့အသုံးပြုတဲ့အတွက်ကြောင့်မလို့ရှေ့မှာပေါ့နော်နီးစုရဲ့ရှေ့မှာကာရီဆိုတဲ့ noun ကိုထည့်ပြီးတော့ဒီလိုမျိုးသုံးထားတာကိုတွေ့ရပါတယ်နောက်တစ်ကြောင်းကတော့ခိုးတူနီစုရုတခုခုကိုလှုပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုပြီးတော့ဒိပရတဲ့စကားလုံးဖြစ်ပါတယ်ဥပမာပြောရရင်ဆိုရင်တော့ဂျပန်ကိုပညာတော်တင်သွားဖို့ဆုံးဖြတ်ခဲ့တယ်နောက်လာနေစပြီးတော့လိကျင်ကန်အားကစားလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုပြီးတော့အစားရှိတဲ့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်သူ့ကိုသုံးမယ်ဆိုရင်တော့သူ့ရဲ့ရှင်မှာတာမန်ဝါကြတစ်ကြောင်းထည့်ရပါမယ်ထည့်ပြီးမြင်အဲ့နောက်မှာခိုးတူနီစုရုကိုဒီတိုင်းပဲတွဲပြီးတော့အသုံးပြုရပါပြီဥပမာဝါကြတွေကျွန်တော်ဆက်ပြီးကြည့်ပါမယ်ဥမာစံပထမအကြောင်းကတော့နီဟွန်အဲယူဂါကုစုရုကိုတိုနီရှိမစတာမြန်မာလိုဆိုရင်တော့ဂျပန်ကိုပညာတော်တင်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်ဆိုပြီးတော့တိပြရတဲ့စကားလုံးဖြစ်ပါတယ်ဒီနေရာမှာခိုတိုနီစုရုခိုတိုနီရှိမစတာရှေ့ကိုကြည့်မယ်ဆိုရင်နီဟွန်အဲယူဂါကုစုရုဂျပန်ကိုပညာတော်သွားမယ်ဆိုတဲ့ရိုးရိုးဝါကြတစ်ကြောင်းကိုပဲထည့်ပြီးတော့သူ့ရဲ့နောက်မှာခိုတိုနီရှိမစတာသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်ဆိုပြီးတော့ဒီလိုမျိုးသုံးထားတာကိုတွေ့ရပါတယ်နောက်ကြောင်းကြည့်မယ်ဆိုရင်တော့ Raiges kara ondo wo hajimeru koto ni shimasu နောက်လာနေစပြီးအားကစားဆောက်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဆိုပြီးတော့ပြောတဲ့စကားလုံးမှဖြစ်တယ်ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်လည်း koto ni suru koto ni shimasu ရဲ့ရှေ့မှာ raiges kara ondo wo hajimeru နောက်လာနေစပြီးအားကစားဆောက်လုပ်မယ်ဆိုပြီးတော့ဝတ်ကြတဲ့အကြောင်းပေါ့နော်ထည့်ပြီးတော့နောက်ကနေ koto ni suru ကိုတွဲပြီးတော့အသုံးပြုထားတာကိုတွေ့ရပါတယ်